စင်ရမယ်တရင်ကတော့ဗမော်မြို့တင်တဲ့ပွဲမှာရုရှားနဲ့တရုတ်ပါဝင်ကြောင်းဖမ်းမိထားတဲ့ပြောဟာမှုတအုပ်ကပြောတယ်လို့ကျွန်တော်ကိုမေပင်တရင်ရှိမိကအတန်ဖန်ပူထားတဲ့ဟာကိုနားဆင်ကြည့်အောင်မနေ့ကဖမ်းမိတဲ့ဘူမှုတယောက်ပြောတယ်ရှေ့တမ်းမှာအဲ့ဒါရုရှားကလူတွေလည်းပါတယ်တဲ့10ယောက်9ယောက်လောက်တော့ပါတယ်လို့ပြောတယ်ပြီးတော့တရုတ်နီးပညာပေါ့ကျွမ်းကျင်တဲ့အပိုင်းကတရုတ်နီးပညာကျွမ်းကျင်တဲ့လူတွေလည်းပါတယ်လို့ပြောတယ်ဘာဖြစ်ဖြစ်ကျွန်တော်တို့ကဒီတရုတ်ကိုကျွန်တော်တို့ဆွဲထည့်တယ်ရုရှားကိုဆွဲထည့်ဆိုတာကျွန်တော်ဆွဲထည့်တာမဟုတ်သူတို့ကဒီလိုနဲ့စီးဝင်နေတာပေါ့လေဒီဗမာစစ်တပ်ထဲမှာသူတို့စီးဝင်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကသူတို့ကိုလုံးဝကြောက်ရွံ့ခြင်းမရှိဘူးပြီးရင်သူတို့ကတော့အခုတပ်ပြုတ်တဲ့အထဲမှာသူတို့လည်းပါမယ်အရှင်ဖမ်းမိတော့ဒီကောင်တွေအကုန်လုံးကျွန်တော်တို့လိုင်းပေါ်မှာချပြမှာဖြစ်ပါတယ်လို့ကျေးဇူးပဲနော်တကယ်ချင်းတော့ကြားတဲ့အတိုင်းပဲဘာဖြစ်လို့အခုချင်းတဲ့ပုံမျိုးကိုမသိမ့်ပိတ်နိုင်တာလဲဆိုတော့ရာဆက်ကြီးစားတွေတယောက်ကြီးစားတွေပါလို့စစ်ခွေးတွေခွေးတယောက်တွေခွေးရာရှက်တွေကပုံမျိုးကိုတိုက်နေတာဖြစ်ပါတယ်အခုချင်းမှာဒီစစ်ခွေးတွေကဒီတင်းကိုဖုံးကွေးနေတာဖြစ်ပါတယ်အခုတော့ဖြည်းချင်းပေါ်လာပြီသူတို့ကြားရင်ငင်းအောင်ပါကြည့်တာဆိုရင်တော့ no video ကူဇွေးနဲ့စစ်မှုထမ်းတက်တာတိတူအမြင်တစ်ချက်လောက်နဲ့ဆင်ကြည့်အောင်ပတ်သက်တာနော်ပတ်တာတွေပေါ့နော်မျိုးပတ်စင်ဘယ်လောက်ပတ်စင်တဲ့မင်းအခုတော့ပလက်နဲ့ပမာလင်းဝင်တာဟိုပေါ့抖音